ခုပေါ့နော်ဒီလိုမျိုးconsultation မှာမေးရဲ့တချို့စိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းလေး technician တွေပဲဖြစ်ဖြစ် technologist တွေအဲ့လိုမျိုးtherapist တွေသူတို့တွေကပေါ့နော်ဒီလိုမျိုး2 years degree ပဲရှိရပေါ့နော်ဒါပေမဲ့တချို့ဟိုလို nurse တို့ဘာလို့ကြတော့ bachelor ရှိရတော့ bachelor အထိသွားချင်တယ်လို့ပြောတယ်မှန်တော့လေtechnician ဖြစ်တိုင်းလည်း bachelor မရှိရမဟုတ်ဘူးပြီးတော့ nurse ဖြစ်တိုင်းလည်း bachelor နဲ့လုပ်နေရမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးကိုကပုံသေးကြီးသွားပြီးတော့မှတ်ထားလို့မရဘူးဆိုလို့ရှိရင်ဒီလိုမျိုးမှတ်ထားပြီး radiology technician ဆိုလို့ရှိရင်သူတို့ကဒီမှာဒါ associate နဲ့ technician လုပ်နေပေမဲ့သူတို့တခြားအပြင်မှာ bachelor business ပဲဖြစ်ဖြစ်ဒီလိုမျိုးတခြားအဲ့လိုမျိုး accounting တော့မဟုတ်အဲ့လိုမျိုးတခုပေါ့ major တခု bachelor in arts တခုနဲ့bachelor ယူထားတဲ့လူတွေအများကြီးရှိအဲ့တော့ကိုကပုံသေးတော့တက်လို့မရဘူးเนาะအဓိက bachelor ပဲရ associate ပဲရအဲ့ကိုရတဲ့ဘွဲနဲ့ကိုကအသုံးချတတ်ရမယ်ကိုကအလုပ်ရှာတတ်ရမယ်ပေါ့နော်အရေးကြီးတာဘာဘွဲပဲရအဲ့ဒီဘွဲနဲ့အလုပ်လုပ်စားလို့ရဖို့ကပို့ပြီးတော့အရေးကြီးရပေါ့နော်တချို့ဆိုလို့ရှိရင် bachelor ရှိရတချို့ဆို master ထိအောင်ရှိပြီးတော့ရတဲ့အလုပ်နဲ့သူတို့ရတဲ့ဘွဲနဲ့ထပ်တူမကြတဲ့သူတွေလည်းရှိရပြီးတော့လစာနည်းနေတဲ့သူတွေလည်းရှိရအဲ့လိုမျိုးပေါ့နော်ဒီလိုမျိုး US မှာတော့ပုံသေးသွားပြီးတော့လုပ်မရအောင်အဲ့ဒါလေးတခုပြောချင်ပါတယ်